အပိုင်း9ဆက်မှာတော့အချိန်မြန်ကူးပြီးနောက်အိုကာဘဲကမာယူရီကိုကက်တယ်မို့အတင်းကြရှုံးနေတာကြောင့်စိတ်ပြအားငယ်လာပါတယ်။အဲဒီအချိန်မှာကေးဆုကသူ့စီကြီးကပ်လာပြီးအချိန်နဲ့အားလုံးကိုသူမကိုပြောပြခိုင်းပါတယ်။သူမကဒါကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အစီအစဉ်တစ်ခုထုတ်ပြန်လိုက်ပါတယ်။အချိန်ကူးစက်ကိုပထမဆုံးစတင်တည်ဆောက်ခဲ့တဲ့အချိန်စီကိုပြန်သွားဖို့ပြင်ဆင်ပါတယ်။ပြီးတော့အတိတ်ကကေးဆုကသူ့အနာဂတ်ကလာတာမှန်းသိအောင်လှုပ်ဝက်စကားတစ်ခုပေးလိုက်ပါတယ်။ဒါပေမဲ့သူမကတော့ဒါမလို့တော့ပါဘူး။သူ့အနာဂတ်ကလာတယ်လို့ပြောရင်လည်းသူမယုံပါတယ်လို့ဆိုပါတယ်။အချိန်ကူးစက်မပြီးခင်လေးကိုအချိန်မြောက်သွားတဲ့အခါကေးဆုနဲ့နေ့လည်စာစားနေတော့သူဟာ9နာရီစာလောက်အနာဂတ်ကလာတာပါလို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူမကသူ့ကိုလုံးဝမယုံပါဘူး။အဲဒီနောက်သူကလှုပ်ဝက်စကားတစ်ခုကိုပြောလိုက်ပါတယ်။အဲ့ဒါကတော့သူမအခုအလိုချင်ဆုံးအရာကိုပိုင်ခင်းတစ်ခုဖြစ်ပါတယ်ဆိုတာပါပဲ။သူမကဆက်သွားပြီးအခုတော့သူ့ကိုယုံကြည်သွားကတပွဲဝန်းသွားပြီးဆက်လက်ဆွေးနွေးကြပါတယ်။မာယူရီတည်ဆုံးမှုကိုဘယ်လိုတားဆီးမလဲဆိုတာဆွေးနွေးနေတော့စူဇူကရောက်လာပြီးအရေးကြီးတဲ့အချက်လက်ကိုပြောပြပါတယ်။မာယူရီကိုကယ်တင်ဖို့ဆိုရင်သူတို့အခုရှိနေတဲ့ Alpha Warren ကနေလွတ်မြောက်ဖို့လိုတယ်လို့ပြောပါတယ်။အဲ့ဒီကမ္ဘာလိုင်းဟာမာယူရီကတည်ဆုံးဖို့ကံပါနေပြီးစီးရရန်ကကမ္ဘာကိုသိမ်းပိုက်ဖို့ကံပါနေတာဖြစ်ပါတယ်။ရလကကွဲပြားသွားနိုင်တဲ့ပီတာကဘာလိုင်းထဲကိုရောက်ဖို့အတွက်100ခန့်တော့ကွဲလက်ချက်အမှတ်ကိုဖျက်ကျော်ရမယ်လို့သူမကရှင်းပြပါတယ်။အဲဒီနောက်မှာတော့အိုကာဘဲနဲ့ခီရီဆူတို့ကိုရေဒီယိုဆောက်အိုးစီခေါ်သွားပြီးအဲဒီမှာရှိတဲ့ဂျိုရိုကတကယ်တော့သူမရဲ့အချိန်ခီးသွားဆက်ဖြစ်ကြောင်းနဲ့သူမက2036ခုနှစ်မှာလာတဲ့ဂျွန်တီတာပြည်ကြောင်းဖွင့်ရခဲ့ပါတယ်။သူမကစီးရန်ဖွဲ့စည်းရာအချိန်ခီးသွားဆက်ကိုဘယ်လိုတည်ဆောက်ခဲ့ပြီး2036ခုနှစ်မှာအာနာရှင်စနစ်နဲ့ကဘာကြီးကိုဘယ်လိုဆုံးမခဲ့တယ်ဆိုတာကိုပါရှင်းပြခဲ့ပါတယ်။သူမရဲ့မူလရည်မှန်းချက်က1985ခုနှစ်ကိုသွားပြီး IBM 9100ကွန်ပျူတာကိုရှာဖွေဖို့ဖြစ်ပေမဲ့သူမရဲ့ဖခင်ကိုရှာကျင်တဲ့ကြောင့်2010ခုနှစ်မှာခိတရနာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အချိန်ခီးသွားဆက်ကိုစတင်မှုကြိုးစားတဲ့အခါမှာတော့ဆက်ကပြက်နေတာကိုတွေ့လိုက်ရပါတယ်။ခဏအကြာမှာတော့စူးစူးခါကဆက်ပြက်နေရတဲ့အကြောင်းရင်းကပြီးခဲ့တဲ့ညကမိုးကြိုးပြစ်တာကြောင့်ဖြစ်နိုင်တယ်လို့ယူဆခဲ့ပါတယ်။အဲဒီအခါကျမှအိုကာဘဲကဒါဟာသူ့အမှားမှန်သိသွားခဲ့ပါတယ်။သူကစူးစူးခါကိုမထွက်သွားအောင်တားဆီးဖို့သူ့ကိုယ်သူဒီမေးပုတ်ခဲ့မိတဲ့ကြောင့်အဲ့ဒီညမှာအချိန်ခီးသွားဆက်ထိခိုက်ပျက်စီးသွားခဲ့တာပါ။သူကကီရီဆုရဲ့အခုညီနဲ့အချိန်ခီးသွားဆက်မပြီးခင်2ရက်လောက်ကိုပြန်သွားပြီးလက်အဖွဲ့ဝင်တွေကိုအချိန်နဲ့အားလုံးရှင်းပြခဲ့ပါတယ်။ဒါတို့ကဆက်ကိုပြင်ဖို့ကြိုးစားနေတော့မှမာယူရီရဲ့အချိန်ပြူချင်တဲ့စူးစူးခါရဲ့ဖခင်ကိုရှာဖွေခဲ့ကြပါတယ်။နောက်ဆုံးမှာတော့အချိန်ခီးသွားဆက်ရဲ့အမည်ဖြစ်တဲ့ FG 204ရဲ့ future gadget ကိုဆိုလိုတာဖြစ်ပြီးစူးစူးခါရဲ့ဖခင်ဟာတကယ်တော့ဒါတို့ဖြစ်နေတာကိုမာယူရီကသိရှိသွားခဲ့ပါတယ်။စူးစူးခါကလည်းဒါကိုစိတ်ထဲကသိနေခဲ့ပြီးသူမှ1985ခုနှစ်ကိုမထွက်သွားခင်မှာတားဖား2ယောက်တန်ရုံးစဉ်ဖြစ်စရာအခိုက်အတန့်လေးတစ်ခုရှိခဲ့ပါတယ်။ဒါပေမဲ့စူးစူးဟာ1985ကိုရောက်သွားပြီးနောက်2000ပြည့်နှစ်မှာရေးခဲ့တဲ့စာအရသူမရဲ့မစ်ရှင်ဟာလုံးဝကျရှုံးသွားခဲ့ကြောင်းသိရပါတယ်။မိုးချိုးတန်ကြောင့်အချိန်ခီးသွားဆက်ချုံရင်းသွားခဲ့တာကြောင့်သူမက24နှစ်ကြာမှတ်ဉာဏ်ပြဆုံးသွားခဲ့ပြီးအချိန်နောက်မှအရာအလုံးကိုပြန်မှတ်မိခဲ့တာပါအဲဒီနောက်မှာတော့သူမကကိုဆုံးစီရင်သွားခဲ့ပါတယ်အိုကာဘဲကဒါဟာသူ့ကြောင့်လို့ယူဆပြီးသူမကိုတားခဲ့တဲ့ဒီမေကိုဖြည်းဖြည်းဆုံးဖြတ်ခဲ့ပါတယ်ခလာလိုင်းစစ်မှာဆူဆူဟာကဆုံးစီရင်တာမျိုးမဟုတ်ပဲယောဂနဲ့ဆုံးမသွားခဲ့ပါတယ်ဒါပေမဲ့မာယူရီတည်ဆုံးရမယ့်ကံကြမ္မာကတော့ပြောင်းလဲမသွားခဲ့ပါဘူးခရီးဆုကအရင်ပို့ခဲ့တဲ့ဒီမေကိုတစ်ခုချင်းစီပြန်ဖြတ်မှသာ IBM 9100ကိုပြန်ရနိုင်ပြီး CR ရဲ့အမှတ်တမ်းတွေကိုဖြည့်ပြနိုင်မယ်လို့ကြံပြုပါတယ်အိုကာဘဲဟာဖယ်ရစ်ရဲ့ဒီမေကိုပြန်ပြင်ဖို့သူမကိုသွားချရခဲ့ပေမဲ့ဖယ်ရစ်ကလွန်ခဲ့တဲ့10နှစ်ကလေရင်ပြတ်ကျပြီးဆုံးမသွားခဲ့တဲ့သူမရဲ့ဖခင်ကိုကယ်တင်ဖို့အတွက်ပြန်ပေးဆွဲခံရတဲ့ဒီမေပို့ခဲ့တာဖြစ်ပြီးအဲဒါကြောင့်အခီဟာဘာလာရဲ့ယဉ်ကျေးမှုတွေပါပြောင်းလဲသွားခဲ့တာပါဖယ်ရစ်ကမာရီကိုကယ်တင်ဖို့အတွက်သူမရဲ့ဖခင်ရဲ့သက်ရှင်နေတဲ့လက်ရှိကဘာကိုဆုံးလို့ဖို့ဆုံးဖြတ်ခဲ့ပြီးဒီမေကိုပြန်ဖြတ်ခဲ့တာဖြစ်ပါတယ်အဲဒီနောက်မှာတော့အခီဟာဘာလာဟာမူလအတိုင်းအနီမဲလောကအဖြစ်ပြန်လဲပြောင်းလဲသွားခဲ့ပေမဲ့ IBM 9100ကိုတော့အိုကာဘဲလက်ဝယ်မရရှိသေးပါဘူး